အခုလိုမျိုးဗီဒီယို10မိနစ်အလန်းစားတွေကို AI ကိုခိုင်းပြီးဘယ်လိုမျိုးလုပ်ရမှာလဲဆိုပြီးတော့မိထားတဲ့မိတ်ဆွေတွေအတွက်ဒီနေ့ဗီဒီယိုဖိုင်မှာတော့လုပ်နည်းဒေးစိမျှဝေပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့နဲ့ကိုလည်းဒီလိုမျိုးလျမ်းမိုက်တဲ့10မိနစ်တွေကိုကိုတိုင်လုပ်တတ်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုဖိုင်ကိုမိတ်ဆွေတွေအတွက်ပဲဖြစ်ပါတယ်အဆုံးထိကြည့်လိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့တေချာပေါက်တက်တော့ပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလုပ်တဲ့နည်းလမ်းလေးတွေကိုကျွန်တော်တို့လုပ်တဲ့နည်းမစခင်မှာကျွန်တော် channel လေးကိုလည်း subscribe နေပြီးအားပေးခဲ့ကြပါအောင်နော်ကျွန်တော်ဒီနည်းလမ်းလုပ်ပေးဖို့အတွက်ဆိုရင်ဒီဗီဒီယိုဖိုင်မှာအဲ့ဒီအောက်မှာပေါ့နော် comment လေးတွေဒါမိထားပါတယ်ပေါ့နော်အခုလိုမျိုးအလန်းစား10မိနစ်လုပ်ပေးဖို့အတွက်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုဖိုင်မှာကျွန်တော်လုပ်ပေးပါမယ်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတော့ပထမအဦးဆုံးအနေနဲ့ကိုလုံးမဲ့ AI website ကိုတော့ကျွန်တော်တော့ဘယ်ဟာကိုတုံးမှာလဲဆိုရင်ကျွန်တော်ဒီ Gemini ကိုတုံးမှာဖြစ်ပါတယ်ကျွန်တော်တို့လုပ်မယ်ဆိုတော့ကိုကအဓိကလုပ်မယ်ဆိုရင် AI ကိုကျွန်တော်တို့လိုချင်တဲ့10မိနစ်ပုံစံကိုရဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒါခိုင်းတက်ဖို့လိုအပ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာ10မိနစ်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့နီးလန်း2နီးရှိပါတယ်အဲ့ဒီ2နီးထဲမှာကျွန်တော်အလွယ်ကူဆုံးနီးတစ်နီးကိုအလွယ်ကူဆုံးနီးတစ်နီးနဲ့ဒါ free တဲ့ရတဲ့နီးလန်းပေါ့နော်ဒါလေးကိုကျွန်တော်မျှဝေပေးချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ Gemini ထဲကိုကျွန်တော်တွားမယ်ဒီနေရာမှာဒါကတော့ကျွန်တော်လှုပ်ပြပေးထားတဲ့ဟာပေါ့နော်ဒါလေးကကျွန်တော်လှုပ်ထားတဲ့ဟာပါဒီမှာအရန်ကိုမှမိုက်ပါတယ်ပေါ့နော်ကျွန်တော်တို့အချိန်10မိနစ်တောင်မရှိပေါ့နော်ကျွန်တော်ပြစ်ထည့်လိုက်တာနဲ့ line ကောင်းတယ်ဆိုရင်တော့10မိနစ်မကြာဘူးဗျာချက်ချင်းရပါတယ်ပေါ့နော် okay ဒါလေးကိုလှုပ်ဖို့အတွက်ကျွန်တော်တို့ကို့မှာဘာရှိရမှာလဲဆိုရင်တော့ဒီ prompt လေးရှိထားဖို့လိုအပ်ပါတယ်ကျွန်တော်ဒီမှာကျွန်တော်မှာ master prompt တစ်ခုကျွန်တော်ထုတ်ထားတာလေးရှိတယ်ဒီ prompt လေးကိုဒါမိတ်ဆွေတို့ရကျင်တယ်ဆိုရင်ကျွန်တော်video file ရဲ့ comment မှာဖြစ်ဖြစ်video file ရဲ့ comment မှာချပေးမယ်ဆိုရင်မိတ်ဆွေတို့ copy ယူလို့ရမှာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်Telegram channel မှာကျွန်တော်ဒီ prompt လေးကိုကျွန်တော်ပေးပါမယ်เนาะဒီ prompt ထဲမှာကိုကဘာတွေပဲပြင်ရမှာလဲဆိုရင်တော့ကျွန်တော်တို့ပြင်ရမှာကဒီနေရာပါเนาะဒီမှာtext to include ဆိုတဲ့ဟာပေါ့เนาะဒီကွင်းစားကွင်းပိတ်ထဲမှာဒီနေရာမှာကိုကကောင်းစဉ်ရေးရပါမယ်เนาะဒီကွင်းစားနဲ့ကွင်းပိတ်ကိုကျွန်တော်တို့ဖြတ်ပြပြီးတော့မှဒီတောင်ပန်အဖွင့်အပိတ်လောက်ခေါ်ရလားအဲ့ဒီကြားထဲမှာကိုရဲ့ဒီကိုပေးချင်တဲ့10မိနစ်ပုံပေါ်မှာရေးရမယ့်စာပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုဖိုင်ကောင်းစဉ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာထည့်မယ်ဒီ aspect ratio မှာကြတော့ဒီကောင်လေးကွင်းစားကွင်းပိတ်ကိုဖြတ်မယ်ပြီးဒီနေရာမှာကိုကဘယ် ratio လိုချင်တာလဲပေါ့နော် YouTube address ဆိုရင်16:9 TikTok address ဆိုရင်3:4 လားဒါမှမဟုတ်လို့ရှိရင်လည်း9:16 လားပေါ့နော်ကိုကြိုက်တဲ့ ratio ကိုဒီမှာထည့်မယ်ပြီးရင်ဒီ prompt လေးကိုပြထည့်လိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့ပုံစံရရှိလာပါလိမ့်မယ်ဒါကတော့ကျွန်တော်ဒီရေးထားတဲ့ master prompt တစ်ခုပေါ့နော်နောက်တစ်နည်းကြတော့ကိုကဒီလိုမျိုးမြန်မာလူကိုဘာသာကိုတွားရေးမယ်ဆိုလည်းရေးလို့ရတယ်နော်ဒီလိုရေးလိုက်ပါမင်းက10မိနစ်ဒီဇိုင်နာတယောက်ဖြစ်ပါတယ်အခုငါ10မိနစ်လိုချင်တဲ့အကောင်းဆုံးနဲ့အမြင့်ဆုံးပါရှင်းကိုပဲတခါလေးထုတ်ပေးပါပုံမှာ live ဖက်တဲ့ဇာတာအယောင်နဲ့မြန်မာအလောက်ဖောင်းတုံးပေးပါပေါ့နော်ပြီးရင်ဒီမှာကိုပေးချင်တဲ့ဒါမှာ text ဆိုပြီးတော့ကိုပေးချင်တဲ့ကောင်းစဉ်ကိုဒီမှာထည့်မယ်ပြီးရင်ကိုလိုအပ်တဲ့ ratio ကိုရေးထည့်လိုက်ပေါ့နော်ဒါမှမဟုတ်ဆိုရင်လည်းအကောင်းဆုံးကတော့ဒီကျွန်တော်ရေးထားတဲ့ master prompt ကိုပဲတုံးလိုက်ပါဒါအရမ်းမိုက်ပါတယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ copy ယူမယ်เนาะကျွန်တော်ပေးထားတဲ့နေရာကို copy ယူမယ်ပြီးပြီဆိုရင်တော့ဒီလိုမျိုးပေါ့နော်ဒီမှာကျွန်တော်ဒီမှာလာပြီးတော့မှပထမအဆုံးကျွန်တော်တို့လုပ်ဖို့တော့ကိုက Gemini ထဲရောက်လာပြီဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ပြီဆိုရင်ဒီပုံမှာ create image ကိုကျွန်တော်နှိပ်ရပါတယ်နှိပ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာကိုကဒီနေရာပေါ့နော်ကို copy ယူလာတဲ့ဟာကိုပိတ်ချလိုက်ပါပိတ်ချလိုက်ပြီဆိုရင်တော့စောနကကျွန်တော်ပြောတဲ့ကောင်းစဉ်ပေါ့နော်ဒီမှာကျွန်တော်ရေးထားပါတယ်ဒီမှာပေါ့နော်10မိနစ်အတွင်း AI ကိုအမိုက်စား10မိနစ်ပုံလုပ်နည်းပေါ့နော်ဒါလေးကိုကျွန်တော်တို့စောနကအဲ့ပေါ့နော်တောင်ကွင်းပေါ့နော်အဲ့လိုမျိုးခတ်ထားတဲ့ဟာကိုကျွန်တော်တို့ဖြတ်လိုက်တယ်နော်ပြီးရင်ဒီအောက်မှာကျွန်တော်တို့လိုချင်တဲ့ ratio ကိုရေးထည့်တယ်ရေးထည့်ပြီးတော့ကျွန်တော်တို့ဒါပို့လိုက်တာနဲ့ဒီလိုမျိုးပေါ့နော်ရလာပါတယ်နောက်တစ်ခုကျွန်တော်တို့ပို့ပြီးတော့မှကောင်းချင်တယ်ဆိုရင်ဒီနေရာမှာတစ်ခုသတိထားပြီးတော့ကျွန်တော်လုပ်စီချင်တယ်ပေါ့နော်ဒီ pro ဆိုတဲ့နေရာပါနော်တကယ်လို့ကိုယ့်ရဲ့ဖုန်းထဲမှာthinking အထိရတယ်တုံးလို့ရတယ်ဆိုရင်လည်းဒီ thinking အထိတုံးလိုက်ပါเนาะ pro အထိရတယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်ပို့ပြီးတော့မှ quality ပိုကောင်းတယ်တကယ်လို့ဒီကောင် pro တုံးလို့မရဘူးဆိုရင်လည်းဒါ thinking အထိရတယ်ဆိုရင်လည်း thinking ကနေစပြီးတော့မှထုတ်ခိုင်းလိုက်ပေါ့နော်ဒီ fast ဆိုလို့ရှိရင်မြန်တော့မြန်ပါတယ်ဒါပေမဲ့တစ်ခါတလေဆိုရင်သူကအလွဲမားလေးတွေဒါရှိတတ်တယ်ပေါ့နော်ကျွန်တော်ထုတ်ထားတယ်လို့မျိုးဆိုရင်အရန်ကိုမှမြန်ပါတယ်နောက်ထပ်တဲ့နည်းကိုကျွန်တော်ပြပေးမယ်เนาะအလွယ်ဆုံးเนาะဒါပေမဲ့အဲ့ဒီဟာကတော့ free မရပါဘူးအဲ့ဒီကောင်ကကျွန်တော်တို့ဒါဘယ်လိုပြောရမှာတော့အဲ့ဒါကြကျွန်တော်တို့ jam တိဆောက်ပြီးတော့မှကိုပိုင် jam တိဆောက်ပြီးတော့မှလုပ်ရတာပါเนาะဒီမှာကျွန်တော်ပြောတဲ့ဒါလေးကိုတော့ဒီ prompt လေးကိုတော့ကျွန်တော်ပေးမယ်เนาะဒါကတော့ကျွန်တော် free ပေးပါမယ်โอเคဒီမှာကျွန်တော်တို့ထပ်ပြီးတော့နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ထုတ်ခိုင်းတဲ့ဟာပေါ့နော်10မိနစ်အတွင်း Facebook account ဖွင့်နည်းလွယ်ကူဒါကတော့သူတချို့ဟာဆိုရင်ဗျာသူကအပူစာတန်းတွေထည့်တတ်တယ်အဲ့လိုမျိုးနေရာမှာဆိုရင်ကိုကသူ့ကိုအပူစာတန်းမပါစေနဲ့ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အတိအကျမရေးထားတာဖြစ်ကြတယ်သူကလည်းအတိအကျမပေးဘူးเนาะအပေါ်မှာဆိုရင်အတိအကျခိုင်းထားတယ်အပေါ်မှာအတိအကျခိုင်းထားတာဖြစ်တဲ့အတွက်ကြောင့်အတိအကျသူထုတ်ပေးတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နောက်တစ်ခုကျွန်တော်ပြပေးမယ်เนาะကျွန်တော်အမြဲတမ်းတုံးလေးရှိတဲ့ဒါကျွန်တော်နောက်ဆုံးကျွန်တော်လုပ်ထားတဲ့ jam ပေါ့เนาะကျွန်တော်ပြပေးမယ်เนาะကျွန်တော်မှာဒီမှာ jam တစ်ခုကျွန်တော်တိစောက်ထားတာလေးရှိတယ်ဒီကောင်လေးကျတော့ကျွန်တော်တို့ဘာအတွက်ကောင်းတာလဲဆိုရင်ကျွန်တော်တို့ဒီမှာကိုကဘာမှ
အထူးထွေရေးဖို့မလို့ကိုဟိုတမ်နီပေါ်မှာကိုရေးချင်တဲ့အကြောင်းအရာကိုပဲကိုကပြစ်ထည့်လိုက်ရုံပါပဲနောက်တစ်ခုကိုရဲ့တက်ပုံနဲ့လုပ်ချင်တယ်ဆိုရင်လည်းကိုရဲ့ပုံမှာတစ်ခါတည်း upload ပေးလိုက်မယ်ဆိုရင်သူကကိုရဲ့ပုံမှာတစ်ခါတည်းတွဲရက်ပြီးတော့မှဒီ like ဖက်တဲ့ဟာတွေနဲ့သူကထုတ်ပေးမယ်ပေါ့နော်ဥပမာတွေနဲ့ကျွန်တော်ဒီနေရာမှာတစ်ခုကျွန်တော်ထုတ်ပြပေးမယ်ဘာရေးကောင်းမလဲဆိုတော့YouTube channel ပေါ့နော် YouTube channel မှာကျွန်တော်လည်းဆုံးလို့ရအောင် YouTube channel ကို YouTube channel ကိုတမိနစ်အတွင်းပေါ့နော်ဒါတော့ကိုယ့်ရဲ့ကောင်းစဉ်ပုံဒီမှာလို့ရေးပါ YouTube channel တမိနစ်အတွင်းဖွင့်ပြီးပေါ့ဒါကျွန်တော်မှလည်းလုပ်ပြအောင်ဒီလိုလေးရိုက်ပါနော်ရေးလိုက်ပြီဆိုရင်ဒီအောက်မှာကျွန်တော်စောနာကပြောလို့ပေါ့နော်ဒီမှာကျတော့ကိုရွေးချင်တဲ့ဒီဟာလေးရွေးလိုက်မယ်ဆိုရင်ပိုကောင်းတယ်ဗျာနော်ပြီးဆိုရင်ဒီမှာကျွန်တော်ပြောလို့ပေါ့နော်ကိုဖုန်းထဲမှာကိုဘယ်လောက်ထိတုံးလို့ရလဲကျွန်တော်တော့ဒီ Pro ထိတုံးလို့ရဆိုတော့ကျွန်တော် Pro ကိုကျွန်တော်ရွေးလိုက်တယ်ပြီးရင်သူ့ကိုဒီကောင်လေးပို့လိုက်တာနဲ့ကျွန်တော်တို့ဒီမှာသူကတစ်ခါတည်းကျွန်တော်တို့ဟိုပုံလေးသူ like ဖက်တဲ့ပုံကိုသူကတစ်ခါတည်းထုတ်ပေးမယ်ပေါ့နော်ဒါကတော့ကြံပါဒီကြံတိဆောက်ဖို့အတွက်ကကြတော့ကို့မှာဟိုပေါ့နော် instruction တခုရှိဖို့လိုအပ်တယ်အဲ့ဒီ instruction တခုရဖို့အတွက်ဆိုရင်တော့ကိုဖက်ကနေအရင်ဦးဆုံးကိုကအရင်ဆုံးစဉ်းစားရတာပေါ့နော်ကိုဘယ်လိုမျိုးပုံစံလိုချင်တာလဲအဲ့ကိုလိုချင်တဲ့ပုံစံကိုပုံဖော်ရတယ်စီစစ်ကြည့်ရတယ်ပေါ့နော်ပထမဆုံးเนี่ยကိုကဘယ်လိုမျိုးလိုအပ်တာလဲလိုအပ်ချက်တွေအကုန်လုံးကိုကိုပါတာကိုအရင်ဆုံးတွေးရတယ်ပြီးမှကျွန်တော်တို့ဒီ Gemini ပဲဖြစ်ဖြစ် ChatGPT ပဲဖြစ်ပြန်ပြီးတော့မှစာစီခိုင်းရမယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဒါဒီ Gem ထဲမှာလာပြီးတော့မှ instruction ထဲမှာကျွန်တော်ထည့်လိုက်မယ်ဆိုရင်အခုလိုမျိုးကိုပိုင် Gem တစ်ခုရရှိလာပါလိမ့်မယ်ပေါ့နော်ဒီ Gem ကိုတော့ဒီ instruction မှာထည့်ရမယ်အခုကျွန်တော်ပြတဲ့ဟာပေါ့နော်ဒီကောင်လေးကကြတော့ကျွန်တော် free မရပါဘူးเนาะတကယ်လို့ရချင်တယ်ဆိုရင်ကျွန်တော်မှာအခကြေးငွေယူပါမယ်เนาะကျွန်တော်တို့ဒါကတော့အမှန်တိုင်းပြောပြတာပါเนาะတချို့မိတ်ဆွေတွေပြောကောင်းပြောလာပါလိမ့်မယ်မင်းတို့ကအကုန်လုံးကဟိုပိတ်ဆံပဲအဲ့လိုမျိုးတွေပြောကောင်းပြောလိမ့်မယ်ဒါတွေကတကယ်ပါအပြင်မှာဒီလိုမျိုးကြံတစ်ခုကိုဒါပေါက်ဆေးအနေနဲ့ဆိုရင်အခုဆိုရင်ဗျာအနည်းဆုံး3000ကနေအများဆုံး9000အထိကိုပေါက်ဆေးရှိနေတယ်ပေါ့နော်ဒီမှာဗျာသူလုတ်ပေးတာရမ်းမိုက်ပါတယ်ဒီမှာဖောက်နေရောပြီးရင်အယောင်တွေရောပေါ့နော်ဒါပေမဲ့ဒီနေရာမှာတစ်ခုတော့ဒီမှာဒါလေးကတော့နည်းနည်းပိုလာတယ်เนาะဒါလေးကိစ္စမရှိဘူးကျွန်တော်တို့ပြန်ပြီးတော့မှ create လုပ်လို့ရတယ်เนาะနောက်တစ်ခု site ကိုလည်းကိုကဥပမာဗျာဒီအခုတူထုတ်ခဲ့တယ်မလားကျွန်တော်တို့နောက်ထပ်16:9ကိုကျွန်တော်တို့လိုချင်တယ်ပဲထားလိုက်ကျွန်တော်တို့ဒီလိုမျိုးပဲပြန်ပြီးတော့မှရေးထည့်လိုက်ရုံပါပဲကျန်တာကျွန်တော်တို့ဘာမှအထူးထွေပြောဖို့မလိုဘူးဗျာဒီလိုမျိုးပြန်ရေးထည့်လိုက်အဲ့လိုဆိုလို့ရှိရင်သူကကျွန်တော်တို့နောက်ထပ်16:9ပုံတစ်ပုံကိုသူကထပ်ပြီးတော့မှကျွန်တော်တို့ကိုထုတ်လာပေးမယ်ပေါ့နော်အဲ့လိုလေးပါဇွန်နာကကျွန်တော်ပြောတဲ့ instruction ဆိုတာဘယ်နားမှာလဲဆိုတော့ကျွန်တော်ဒီချက်တော့ကျွန်တော်ပြပေးမယ်เนาะကျွန်တော်တို့ jam ထဲကိုတွားပါမယ်ကျွန်တော်မှာတော့ jam တွေအများကြီးစောက်ထားတယ်ပေါ့နော်ဒီနေရာမှာ thumbnail လုပ်ဖို့အတွက် jam ဆိုလို့ရှိရင်လည်းကိုက thumbnail မှာလည်းအမျိုးအစားလေးတွေခွဲထားတာလေးတွေရှိသေးတယ်ပေါ့နော်ကိုကနီးပညာအပိုင်းအတွက်thumbnail ထုတ်ချင်တာလားဒါမှမဟုတ်လို့ရှိရင်တခြားseries တွေနဲ့ပတ်သက်တဲ့ဟာတွေလားဒါမှမဟုတ်လို့ရှိရင်ဒီဘဟုတုတတွေနီးပညာတွေ movie recap တွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေတို့ဟာနဲ့တူရှိပါတယ်เนาะဒါကြောင့်မလို့ကိုကဒီလိုမျိုး jam တစ်ခုတိစောက်ချင်တယ်ဆိုရင်ဒီမှာပေါ့နော် jam name ကိုကျွန်တော်ပေးရတယ်ပြီးပြီဆိုရင် description မှာတော့ကိုရေးရရတယ်မရေးရရတယ်အဓိကတော့ jam ဒီမှာပေါ့နော်ကိုပေးချင်တဲ့နာမည်ကြိုက်တဲ့နာမည်တစ်ခုပေးမယ်အဓိကအရေးကြီးဆုံးကဒီနေရာပေါ့နော် instruction မှာကျွန်တော်တို့ဇွန်နာကကျွန်တော်ပြောတဲ့ instruction မှာထည့်ရမယ့်စာလေးတွေကျွန်တော်တို့ဒီနေရာမှာထည့်ရပါမယ်ထည့်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ create ဒီဟောပေါ့နော် save လုပ်လိုက်တာနဲ့ကျွန်တော်တို့ jam တစ်ခုပိုင်ဆိုင်သွားပြီအဲ့လိုချိန်မှာကျွန်တော်တို့စပြီးတော့မှအသုံးပြုလို့ရနေပြီပေါ့နော်ဒီနေရာမှာထည့်ရမယ့်ဒီပေါ့နော်ရေးရမယ့် instruction စာပိုင်လေးကိုတော့ကျွန်တော်ပြောလို့ပေါ့နော်ဒါတွေကဘယ်သူမှfree မျှဝေပေးထားတာမရှိပါဘူးအကုန်လုံးကသူ့ရဲ့အခကြေးငွေရှိပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်မှာတော့အများကြီးရှိပါတယ်တခြားနည်းပညာနဲ့ပတ်သက်တာတွေရော movie recap နဲ့ပတ်သက်တဲ့ဟာတွေရောအများကြီးရှိပါတယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာနော်သူကနောက်ထပ်ကျွန်တော်တို့ကို16:8-9ပြန်ပြီးတော့မှထုတ်ပေးတယ်တကယ်လို့ဒီနေရာမှာဒါလေးကသူကပို့လာတယ်ဗျာနော်ဒါကတော့ဆွမ်းနာကသူက error တက်သွားတာလားမသိဘူးဒီမှာဒီလိုမျိုးပေါ်လာတခါလေအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဒါ AI ကတော့ဟိုတခါလေဖြစ်တတ်တယ်ပေါ့နော်ကဲလို့ဖြစ်တဲ့နေရာကိုကပြန်ပြီးတော့မှရေးပြီးတော့မှသူ့ပြန်ပြင်ခိုင်းလို့လည်းရတယ်မကြိုက်သေးဘူးဆိုရင်လည်းဒီကောင်လေးကိုပြန်နှိပ်ပြီးတော့မှလည်းပြန်ပြင်လို့ရပါတယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီနေ့ profile ထဲမှာဆိုရင်တော့ကျွန်တော်ပြပြီးသွားတဲ့နီလန်းကမိတ်ဆွေတို့စောနာကကျွန်တော်ပြခဲ့တဲ့ပုံစံမျိုးကိုပဲကိုလည်းယူပြီးတော့မှတုံးချင်တယ်ဆိုရင်ဒီ prompt ကိုတော့ကျွန်တော် free မျှဝေပေးမယ်ကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့မှယူလိုက်ပါကျွန်တော်အဲ့ထဲမှာကျွန်တော်ပို့ပေးပါမယ်ပေါ့နော်တကယ်လို့ကိုက jam အတွက် instruction စာသားလေးတွေရချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာပြီးတော့မှဆက်သွယ်လို့ရပါတယ်ကျွန်တော်ဟိုအပြင်ကပေါက်စေးတိုင်းကျွန်တော်မျှဝေပေးမယ်ပေါ့နော်ရောင်းပေးမယ်ပေါ့နော်ဒီနေရာမှာကိုကဘယ်လိုမျိုးအတွက်လိုချင်တာလဲပေါ့နော်ဒီနီးပညာနဲ့ပတ်သက်တဲ့ဟာအတွက်လားဒါမှမဟုတ်လို့ရှိရင် movie recap နဲ့ပတ်သက်တဲ့ term အတွက်လားကိုကပြောလိုက်မယ်ဆိုရင်ကျွန်တော် instruction တခုကျွန်တော်ပေါ့နော် data စဉ်းစားပြီးတော့မှလုပ်ပေးမယ်ပေါ့နော်โอเคဒီနေ့ video file ကြီးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့ဒီ video file ကိုကြည့်ပြီးတော့ကိုပါရီရတော့လဲနောက်တစ်ခုပါရီထပ်ပြီးတော့တည်ချင်နေလဲဆိုတာလဲ video file comment မှာပြန်ပြီးတော့မှမိထားလို့ရပါတယ်နောက်ထပ် video file တွေမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်